ဟုတ်ပြီလူကဒီချက်ကိုပလင်းတို့ဘူးလို့ဆိုဘယ်လိုပြောမလဲ ဘယ်လို ပလင်းတို့ပြောပြလဲဘဲဦးနဲ့စားတယ်ဘဲဦးဘူး အချက်ပို့ရတဲ့အထဲမှာဟိုအပေါ်ပိုင်းပဲတည်းရနော်အဲ့တော့ကြည့်ပြီးပြောမှရတယ်အောက်ပိုင်းမပြောတော့ ဘူတီကလည်းဆရာမကြီး ဘူဒီက ဘူတီကဟုတ်ပြီနောက်တစ်ခုနံပါတ်2 special လို့ပြောမယ်နံပါတ်2 တပါပြီးတယ် တဖာဟုတ်ပြီမင်္ဂလာပါဆိုရင်ရောနှုတ်ဆက်ပါတစ်ချက်ဘယ်လိုပြောမလဲ စတရတပီးစ stress တပီးချက်ပြန်ပြော stress တပီးချက် စတရတပီးစဟုတ်ပါရောင်းရှင် တရားမရမဲရမဲอ่ะ တည်ရမားမေ့သွားတယ် လက်ကိုလေ ဘိုင်ရူကာ โอเคချန်စီယို ချန်စီဇာဘောဟုတ်ပြီပြီးတော့တင်းငယ် easy တော့ဆိုရင်ရှာလို့ပြောမယ် တင်းငယ် AC တော့ဆို sparkle noi ဟုတ်ပြီရရလေရရှာလို့ညအောင်ဘယ်လိုပြောမလဲ notch ဟုတ်တယ် notch လို့ပြောလို့ရတယ်နော်နောက်တစ်ခုငကတိုင် ဒီတော့လည်းဆိုနေတယ် ကောင်း Gaustuk ဟုတ်လားပြီမင်းသမီးက ကိုကြီးလာပြီပြီးဖက်ဆရာမကြီးကိုကြီးပဲကျန်တော့တယ်နော်စာမေးဖို့အော် stress တပီးကျကိုကြီးဟုတ်ကြပါ ပုံပါပဲ နေပေါင်းအချိန်ပြလိုက်တာ ဒါဆိုအကောင်လုံးမေးမယ်ပြောကြည့်နော်အကောင်လုံးပြောကြည့်ဥပမာပါလေအမကဒီမှာပါဆိုတချို့လို့ပြောမယ်အမကဒီမှာပါ sister တူ sister တူ sister တူ sister လို့ပြောမှာဖတ်ဘူးနော် sister နောက်အဲ့လိုရရှာလို့ပြောမလဲအဲ့ငါဤဆိုရင်ရောငါဤ မော်ဤတော့ မော်ဤဟုတ်ပြီငါရဲ့အခုဆိုရင်ဒါဆိုတချို့လို့ပြောမယ်ငါရဲ့ မော်ဘရက် မော်ဤ ဘရက်ဟုတ်ပြီရရှာလို့ passport လို့ပြောတယ်ဘယ်လိုအတန်ထွက်လေးနဲ့ပြောလဲ passport ဟုတ်ပြီ passport အဲ့ဒီတော့အဲ့မှလည်းရ အော်အမသူမမှတ်လိုက်ရတဲ့စကားလုံးကြီးတော်တော်များတယ် passport ဟုတ်ပြီနောက်အလုပ်ဆိုရင်ရောလုပ် rabota နေဆိုရင်ရော တဘောဤ သဘောကြီးရဲ့အိမ်ဆိုရင်ရော တဘောဤတော့ သဘောကြီးတော့နေရဲ့အိမ်ကဟိုမှာဆိုလို့ပြောမယ်တခြားတို့ တဘောကြီးတော့တမ်း တမ်ဟုတ်တယ်သဘောကြီးတမ်စပွဲကုန်ကဒီမှာပါ stop တူ နောက်ထိုင်ကုန်နော်ထိုင်ကုန်ကညာဘက်မှာရှိပါတယ်ဆိုလို့ပြောမယ် ဘော ငါကစပရာ တူ စပရာ တူထိုင်ကုန်ဆိုတာကိုရရှာလို့စတူလို့ပြောတယ်နော်စတူညာဘက်ဆိုရင်စပရာပါโอเคနောက်ချန်စီယိုကညာဘက်မှာရှိပါတယ်ဆိုရင်ရောဒါဆို စာဘော ဟုတ်ပြီဖျားကြောင်ရရှာလို့ပြောမယ်ချေဖျားကြောင် ဟာရန် ဟရမ်မဟုတ်ဟရမ် ဟာတရဘယ်နှလုံးရှိလဲဆရာမယူ စရာဖဲ 30လုံး အတန်ပြော့ဘယ်နှလုံးရှိလဲ 5လုံး ဟုတ်ပြီအဲ့ဒီမှာငါဆိုရဲတရပါလေ ရာ ညာတူဆိုရင်တခြားတို့ဘယ်လိုပြောလဲတူ ဦးဆိုရင် on တူ on okay လောက်ဆိုရပါပြီဆရာမယူနော်အဲ့နေမရတော့ဘူး ချင်းနေ ဟို မမေး တူမခဏကတူအော်နေရကြပြီဟိုဒီတစ်ချက်ကိုအတန်မှာကငါးလုံးပြပြပါအောင်O U E E ဟုတ်ပြီငါရဲ့အိမ်ဆိုရင်ဘယ်လိုပြောမှာလဲကိုကြီး morning dog ဟုတ်ပြီနောက်တစ်ရ honey မင်းရဲ့အကိုဆိုတခြားလို့ဘယ်လိုပြောမလဲ the boy bread the boy bread မင်းရဲ့အကိုကညာဘက်မှာ the boy bread brava ဟုတ်ပြီဒီမှာဆိုရင်ဘယ်လိုပြောလို့ရလဲဒီမှာ two tamo bot ဟုတ်ပြီအင်ဂျင်အချိုရည်ကိုရရှာလို့ပြောတယ်အချိုရည် so it stop ပေးပါငါ့ကိုပေးပါဆိုဘယ်လိုပြောမလဲ dai ငါ့ကိုအချိုရည်ပေးပါဒါကြီး dai so ဟုတ်ပြီဒါကြီး sock ဒါဆိုရင် passport ပေးပါဆိုရင်ဘယ်လိုပြောမလဲ passport ပေးပါ passport ပေးပါ dai
passport ကမဲလေးပြောဓာတ် passport ဓာတ် passport ကျ အဲ့ passport ကျောင်းထိလိုက်တိုင်မှာနော်ကျောင်းသူကစားမလို့ဘူးဆိုပြီးတော့နော်ကျောင်းထိလိုက်တိုင်မှာခါတယ်နောက်ဟုတ်ပြီဒါဆိုရရအမကအိမ်မှာရှိပါတယ်ဆိုပြီးရှယ်တို့ဘယ်လိုပြောမလဲအမကအိမ်မှာပါအမရရှာလို့ပြောလဲအမတို့ညီမတို့ sister အမအိမ်မှာဆိုပြီးပြောမယ်အိမ်မှာ sister တော့မှာ ဟာဘာ sister လဲ sister တော့မှာဆရာမကြီး တော့မှာ sister တော့မှာပြန်ပြော sister တော့မှာ sister တော့မှာ ဟုတ်ပြီနောက်တခြားတင်လိုက်လားမသိဘူးယောက်ျားလေးနာမည်ဆိုဘာတွေနဲ့စုံလဲနောက်တော့ ဒီနဲ့ ဒီနဲ့စုံနောက်ပြီးတော့ ပြီးရင်ဣကရခါရဲ့ဣကရခါရဲ့နဲ့ဆိုတော့ ယောက်ျားလေးနာမည်တွေရဲ့အဆုံးသက်တွေကဂီးတွေနဲ့စုံတယ်အင်္ဂရကာရဲ့နဲ့စုံတယ်မိန်းကလေးနာမည်တွေရဲ့အဆုံးသက်တွေကဘာတွေနဲ့စုံလဲ ရာနဲ့ဆိုရာနဲ့ဆို ညာနဲ့စုံရှာနဲ့စုံတယ်ရှာနဲ့စုံ ရာ တယ် နဲ့ဆို ဟုတ်ပြီ okay ဒီဇာပုံကြီးကျဲဆိုတာပြော ဇာဘာလဲ တင်ပြီးတော့လေ တင်းရတယ် sorry တောင်းမှန်ပါရ သူ့လက်မှာဆိုတော့ရပြီ